မင်္ဂလာပါရှင် Revolut Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်လမ်းပိုင်းရှိစစ်တပ်စစ်ကွင်းတာဆုံဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဗမာတိစုံမှုများပြပြီးအရှင်ဖမ်းမိသူများလည်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းရှိစစ်တပ်စစ်ကွင်းတာဆုံဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုပြူစောတိခေါင်းဆောင်တအုပ်အပါဝင်ထိခိုက်ဒေဆုံးသူများပြကြောင်းဒေသခံပြည်သူများနှင့်တော်လှန်ရေးသတင်းရင်းမြစ်များကသတင်းဌာနကိုပြောကြားပါရယ်ဇန်နဝါရီလ9ရက်နေ့နနက်အစောပိုင်းတွင်ရန်ကုန်ပြည်လမ်းပိုင်းရှိအကြမ်းဖက်စစ်တပ်၏စစ်ကွင်းတာဆုံဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲဖြစ်ပွားသောနေရာကိုစစ်ကူပေးရန်လာရောက်သည့်စစ်တပ်စစ်ကြောင်းများကိုပါတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခြင်းကြောင့်တိုက်ပွဲနေရာများကျယ်ပြန့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထိုအကြမ်းဖက်စစ်တပ်၏စစ်ကွင်းတာဆုံဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုအတွင်းစိန်ကန့်လန့်ရွာမှဖြူကောင်းဆောင်တေစာညွန့်အပါဝင်စစ်သား20ဦးထပ်မံတေဆုံးခဲ့ကြောင်းထို့ပြင်အရှင်ဖမ်းမိသောအကြမ်းဖက်စစ်သားများရှိသည်ဟုဒေသခံပြည်သူများကပြောဆိုတော်လဲသတင်းဌာနအနေဖြင့်တိကျအတည်ပြုနိုင်ခြင်းမရှိသေးပေမနေ့ကတိုက်ပွဲကမနက်မိုးလင်းကလေးကပြင်းထန်ခဲ့တာဟုတ်ပါတယ်စစ်ခွေးတွေထိခိုက်သေးဆုံးမှုများတာဟုတ်ပါတယ်အရေးအတွက်ဘလောက်ဆိုတာကတော့သက်ဆိုင်ရာတပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်ကျွန်တော်တို့လည်းအတည်ပြုပေးလို့မရသေးပါဘူးဟုတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်ကစစ်ကွင်းတာဆုံဂိတ်ကိုရှင်းလင်းရေးလှုပ်ဆောင်ခဲ့ခြင်းကြောင့်ရန်ကုန်ပြည်လမ်းပိုင်းကိုအချိန်ကြာမြင့်စွာပိတ်ထားခဲ့ကြောင်းထို့သောလမ်းပိုင်းပိတ်ဆို့ပြီးစစ်သားနှင့်ပြူစောတိအလောင်းများကိုအိမ်စီးကားများဖြင့်တည်ထုတ်သွားကြောင်းသိရပါတယ်မနေ့ကတိုက်ပွဲပြင်းထန်ခဲ့တာကစစ်ကွင်းတာဆုံဂိတ်မှာဖြစ်တာစစ်ခွေးတွေကတိုက်ပွဲစဖြစ်ခဲ့တဲ့ကစစ်ကွင်းတာဆုံဂိတ်ကိုစစ်ကူတွေလာတဲ့စစ်ကြောင်းဖြတ်တန်းသွားလာတဲ့လမ်းကြောင်းတွေမှာပါထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့တိုက်ပွဲကနေမြေကျဲပြန့်သွားတော့မနေ့စစ်ကွင်းတာဆုံပွဲမှာစိန်ကန့်လန့်ရွာကပြူခေါင်းဆောင်တီစားညွန့်လည်းတည်တယ်လို့သိရတယ်။နောက်ပြီး PDF တွေအရှင်ဖမ်းသွားတဲ့စစ်ခွေးတွေလည်းရှိတယ်လို့သိရတယ်။စစ်ခွေးတွေကခွေးအလောင်းတွေကိုရန်ကုန်ပြည်လမ်းပိတ်ပြီးစစ်ကွင်းမြို့ဘက်ကိုပြန်သေးဆောင်သွားတာလို့သိရတယ်ဟုဒေတာရင်းစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိတွင်စစ်တပ်ကရန်ကုန်ပြည်လမ်းရှိစစ်စခန်းများသို့စစ်အင်အားဖြည့်တင်းသည့်အပြင်ပဲခူးတိုင်းအတွင်းသို့လည်းစစ်အင်အားများထပ်မံဖြည့်တင်းနေကြောင်းသိရပါတယ်။ဆက်လက်ပြီးတီးတိမ်မြို့နယ်ကနေဒီတောင်ပေါ်မှစစ်တပ်စခန်းကိုဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်မှုစစ်သား10ဦးသေဆုံးပြီးဗိုလ်မှူးကျော်သူထိုက်အပါအဝင်20ဦးကျော်ဖမ်းမိလက်နက်30ကျော်သိမ်းဆည်းရရှိတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ကနေဒီတောင်ပေါ်၌တပ်ဆွဲထားသောစစ်တပ်စခန်းကိုဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား10ဦးသေဆုံးပြီးဗိုလ်မှူးကျော်သူထိုက်အပါအဝင်20ဦးကျော်ကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိကြောင်း PDF ဆိုလန်မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။2025ခုနှစ်ဒီဇင်ဘာလ26ရက်နေ့ကတီးတိမ်မြို့နယ်ကနေဒီတောင်ကုန်းပေါ်၌တပ်ဆွဲထားသောစစ်တပ်စခန်းကိုချင်းကြီးနောင် CB ဦးဆောင်သောအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ2026ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်အပီးအသက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်သား10ဦးကျော်သေဆုံးကဗိုလ်မှူးကျော်သူထိုက်အပါအဝင်စစ်တုံးပန်း20ဦးကျော်ကိုလက်နက်ခဲယမ်း30ကျော်နဲ့အတူဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ဇန်နဝါရီလ4ရက်နေ့မှာအပီးအပိုင်သိမ်းပိုက်လိုက်ပါပြီးစစ်တုံးပန်းကအယောက်20ကျော်တဲ့ဗိုလ်မှူးအပါအဝင်ပေါ်ဗိုလ်မှူးရဲ့နာမည်ကကျော်သူထိုင်လက်နက်ငယ်ကအလက်30ကျော်သိမ်းဆည်းရရှိခဲ့တာရှိတယ်။စာခတီတာက10ယောက်ကျော်တယ်။စေချောင်းထိုးလာတာမျိုးတော့လောလောဆယ်မရှိဘူး PDF ဆိုလန်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုချင်းညီနောင်ကဦးဆောင်ပြီး PDF ဆိုလန်နဲ့ CDF CDM စီရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံတပ်သားများအနေဖြင့်အချိန်မီလက်နက်ချအလင်းပွင့်ချရန်တိုက်တွန်းထားပါတယ်2023ခုနှစ်နိုဝင်ဘာလအတွင်းချင်းပြည်နယ်မြောက်ပိုင်းတီးတိမ်မြို့နယ်ရှိကနေဒီတောင်ပေါ်တပ်ဆွဲထားသည့်စစ်တပ်စခန်းကို PDF ဆိုလန်ကပထမအကြိမ်အဖြစ်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအင်အား30ခန့်ရှိစစ်စခန်းကိုဝင်တိုက်စဉ်စစ်ကောင်စီဘက်မှ2ဦးသေဆုံးကတအုပ်ကိုအရှင်ဖမ်းမိခဲ့ပါတယ်ရှင်းအောင်စစ်စခန်းကိုစုပ်ခွာထွက်ပြေးသည့်စစ်သားများကိုလိုက်လံရှင်းလင်းရာပြန်လည်ခုခံသူတအုပ်ထပ်မံသေဆုံးခဲ့ကဗိုလ်မှူးအဆင့်ရှိအရာရှိအပါအဝင်စုစုပေါင်းစစ်တုံးပန်း12ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်အဆိုပါကနေဒီတောင်စစ်စခန်းကို2နှစ်ကျော်ကြာချင်းတော်လှန်ရေးတပ်များကသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက်2025ခုနှစ်အောက်တိုဘာလကုန်တွင်တီးတိမ်မြို့မှထွက်လာသည့်အင်အားရှာနှင့်ချီပါဝင်သည့်စစ်တပ်ကစစ်ကြောင်းထိုးသဖြင့်2025နိုဝင်ဘာလဆန်းတွင်ကနေဒီတောင်ကိုချင်းတော်လှန်ရေးတပ်များကလက်လွတ်ခဲ့ရပြီးနောက်ယခု2026ခုနှစ်တွင်ဒုတိယအကြိမ်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့နဲ့ရှမ်းပြည်နယ်မိုးမိတ်မြို့တို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။တောင်တန် TNL ကအပြစ်ရဲ့သဘောတူညီချက်နဲ့ပြန်ပေးလိုက်တဲ့မိုးကုတ်နဲ့မိုးမိတ်ဒေသကိုပြန်လည်ဝင်ရောက်လာတဲ့အစိုးရတပ်တွေကိုဒေသတွင်းလက်နက်ကိုင်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်လို့မိုးကုတ်ဒေသခံတယောက်ကအခုအခြေအနေကမြို့ထဲမှာသာငြိမ်နေတာတောပိုင်းတွေမှာတိုက်ပွဲတွေကဇက်တိုင်းလက်နက်ကြီးတွေကျ drone တွေကြားလေရင်နဲ့တိုက်ခိုက်တာတွေလည်းရှိနေတယ်
မျိုးပြင်ကနေမျိုးတဲရောက်မလာဘူးလို့လည်းမပြောနိုင်ဘူး။ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်းဘယ်သူမှမပြောနိုင်ပါဘူး။စိုးဝါးတာတွေဖြစ်မလာရင်တော့လေအကောင်းဆုံးပါပဲလို့ပြောပါတယ်။လက်ရှိမှာမိုးကုတ်အနောက်ပိုင်းဘက်ကမျိုးပြင်နေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီးအနောက်ပိုင်းနဲ့အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေအနေနဲ့လက်နက်ကြီးပစ်ခတ်တံတွေအဆက်မပြတ်ကြားနေရတယ်လို့သူကပြောပါတယ်။ဖြစ်တဲ့နေရာနဲ့ဝေးတဲ့မိုးကုတ်အရှေ့ပိုင်းဘက်နေသူတွေကြတော့ဘာသာမှမကြားရကြဘူးပေါ့။မကြားရတော့ဘာမှမဖြစ်ဘူးတတ်မှတ်ကြရော။မြို့ထဲမှာတော့ဘာမှမဖြစ်ဘူးအေးချမ်းနေတာမှန်ပါတယ်ဒါပေမဲ့တောပိုင်းတွေမှာတော့တိုက်ပွဲတွေကဇက်တိုက်ပဲလို့သူကပြောပါတယ်။ဒါပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မှာလည်းတိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေဆဲဖြစ်ပြီးလက်ရှိမှာအစိုးရတပ်ဟာမိုးကုတ်မိုးမိတ်လမ်းပိုင်းကိုထိန်းချုပ်ထားသလိုမိုးမိတ်တွင်းငယ်လမ်းပိုင်းမကြီးပင်ကျေးရွာအထိရောက်ရှိနေကမိုးမိတ်မဘိန်းလမ်းပိုင်းကိုတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတယ်လို့သိရပါတယ်။မနေ့ဒီဇင်ဘာ6ရက်မနက်9:00နာရီဝန်းကျင်ကလည်း KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့မိုးမိတ်မြို့နယ်ကမြစ်ဆုံရွာမှာလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်17ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှု3ကြိမ်ဖြစ်တာပါ။မြစ်ဆုံရွာကကျော်ရတနာစီဆိုင်နာကိုကြားပြီးပောက်ကွဲမှုဖြစ်တယ်။သေတဲ့သူတွေအလုံးကိုလည်းတကြိုပြီးပါပြီ။ဒဏ်ရာရတဲ့သူတွေလည်းများတယ်။အရေးအတွက်အတိအကျကိုတော့မသိရသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်။မိုးကုတ်မိုးမိတ်ကိုအစိုးရတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်နိုဝင်ဘာလ30ရက်နေ့ကစလို့မိုးကုတ်မြို့အပြင်ဘက်မှာဒီကနေ့အထိတိုက်ပွဲတွေဖြစ်နေတယ်လို့မိုးမိတ်ကိုပြန်ဝင်နေတဲ့အစိုးရတပ်ဟာလည်းမဘိန်းမျိုးဘက်ကိုထိုးစစ်ဆင်လာနေတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်တယောက်ကပြောပါတယ်။ဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD ကမိုးကုတ်မိုးမိတ်အခြေအနေနဲ့ပတ်သက်လို့မနေ့ဒီဇင်ဘာ6ရက်ကသတင်းထုတ်ပြန်ထားတာမှာ၎င်းတို့ရဲ့ကိုယ်ကဲမှုအောက်ကတပ်ဖွဲ့ဝင်တွေအနေနဲ့အဲဒီမျိုးတွေတဲကိုဝင်ရောက်လာနေတဲ့အစိုးရတပ်တွေကိုဆက်လက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အဲဒီဒေသတွေကိုထိုးစစ်ဆင်နိုင်မှုအတွက်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကဖွဲ့စည်းပြီးတသက်မတ်သေးသောအမိန့်ပေးကိုယ်ကဲမှုစနစ်အောက်မှတက်ဆင်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကိုယ်ကဲလျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။တိုက်ပွဲတွေမဖြစ်ပွားမီကတည်းကဒေသခံပြည်သူတွေကိုအရက်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ဘေးလွတ်ရာကိုရွှေ့ပြောင်းထားခဲ့ပြီးနိုဝင်ဘာလ30ရက်နေ့မနက်6နာရီအချိန်မှစတင်ကမိုးကုတ်မြို့နယ်တွင်ရှိအစိုးရတပ်ခြေကုပ်ယူလာတဲ့နေမြေတွေကို၎င်းတို့၏တပ်ဖွဲ့ဝင်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲတွေစတင်ခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးအစိုးရတပ်ရဲ့အရေးပါတဲ့စခန်းကုန်းတစ်ခုကိုလည်းလက်ရသိမ်းပိုက်ထားနိုင်တယ်လို့ဆိုပါတယ်။လက်ရှိတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့စစ်ရေးလိလာစောင့်ကြည့်သူတယောက်ကဒါကတိုင်းသားလက်နက်ကင်ကိုကဲမှုကနေ MOD ကိုကဲမှုနဲ့ဆက်လက်တိုက်ပွဲဝင်လိုက်တဲ့ပေါ်ဆိုလိုရင်းအတိတ်ဘက်ကညှိနှိုင်းချက်လုံးဝမရှိတဲ့သဘောတက်ရောက်သွားပါတယ်။နယ်မြေစိုးမိုးရေးတိုက်ပွဲထက်စနစ်သစ်ပြုပြင်ပြောင်းလဲရေးအထိတက်ရောက်သွားနိုင်တယ်လို့သုံးသပ်ပြောဆိုပါတယ်။အစိုးရတပ်တွေဟာ2029စစ်စင်ရေးဒုတိယပိုင်းက TNL ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့ကိုတရုတ်နိုင်ငံရဲ့ချောင်းဝင်မှုနဲ့ပြီးခဲ့တဲ့နိုဝင်ဘာ29ရက်နေ့30ရက်နေ့တွေမှာပြန်လည်ဝင်ရောက်လာတာဖြစ်ပြီးလက်ရှိမှာတော့အစိုးရတပ်နဲ့ TNL တို့အပြစ်ရထားကြတာဖြစ်ပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။